ရှိတော့ကပုံနာကြီးဇနီးခင်မွန်းရှိတယ်တဲ့သားသမီးမရှိတော့အင်မတန်လိမ္မာတဲ့จิตတူရွေးလေးနှစ်ကောင်ကိုသားအဖြစ်မွေးထားတာတနေ့တော့ပုံနာကြီးကခကြီးထွက်เสียရရှိတယ်ရှိတော့จิตတူရွေးလေးနှစ်ကောင်ကိုအနာခေါ်တူတူတိတ်တိတ်မှားတယ်ငါသားတို့အဖေခကြီးသွားတဲ့အခါမှာမင်းတို့အမေပုံလေးမကိုတည်တည်ချာချာစောင့်ကြည့်စိတ်မချဘူးအဲ့ဒီလိုမှားပြီးတော့ပုံနာကြီးကခကြီးထွက်သွားရောပုံနာကြီးသွားတဲ့နေ့ကစပြီးတော့လဲစိတ်မချမယ်ဆိုစိတ်မချစရာပဲပုံလေးမကြီးကတခြားသောယောက်ျားတွေနဲ့ဖောက်ပြားတယ်တဲ့အဲ့ဒါကိုจิตတူကြီးလေးနှစ်ကောင်ကမြင်းနေတယ်မြင်းနေတော့မြင်မာများလာတော့จิตတူကြီးအငယ်ကောင်ကပြောချင်တာဒီလိုမလုပ်သင့်ဘူးလို့ပြောချင်တာအဲ့ဒါနဲ့သူ့အကိုကြီးကိုဖွင့်ပြောတယ်ကျုပ်ကတော့ပြောလိုက်တော့မယ်အဲ့တော့အကိုဖြစ်တဲ့จิตတူကြီးကဖះလောင်းလေးငါကြီးမပြောနဲ့ပြောရင်မင်းဒုက္ခရောက်တားဒါပေမဲ့တားလို့မရဘူးအငယ်ကောင်ကပြောချင်စိတ်ကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတက္ကမကြီးတွေအဲ့ဒီလိုခံစားချက်မျိုးကြုံဘူးလားပြောချင်တာကိုမအောင်နိုင်ဘူးမစောင့်နိုင်ဘူးတခါတလေကိုယ်စကားနားထောင်မဲ့လူမရှိလို့မျောပြီးတော့နေတာပြောချင်လွန်းလို့တက္ကမကြီးတွေမှန်ပါဗျာအခုလည်းပဲအဲ့ဒီကောင်မစောင့်နိုင်ဘူးမအောင်နိုင်ဘူးအဲ့ဒါအကိုတားတာကိုနားမထောင်မဲနဲ့ပုံလေးမကြီးတွေသွားပြီးတော့